Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ Unit 92ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ too ဆိုတာကတော့အရန်အလွန်ပေါ့နော်အဲ့လိုမျိုးပြောတာပါအိမ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော် his shoes သူ့ရဲ့ဖက်နှက်တွေက are ဖြစ်တယ် too big တော်တော်ကိုကြီးနေတယ် for him သူ့အတွက်နောက်တစ်ခုမှဆိုလို့ရှိရင်နော် sugar တွေထည့်လိုက်တယ်ဆိုပြီးဖြစ်သွားတယ်ဆိုတော့ there is too much sugar in it ကြားတွေအများကြီးပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ B မှာဆိုရင်နော် too ကို adjective နဲ့လည်းသုံးလို့ရမယ် adverb နဲ့လည်းသုံးလို့ရပါမယ် too big too hard etc အဲ့ဒါဆိုတစ်ချက်ကြည့်ကြည့်အောင် can you turn the radio down သင် radio ကိုတစ်ချက်လောက်အတန်းတိုးပြီးလို့ရမလား it's too loud အဲ့ဒါကအရန်ကိုစုညံ့နေတယ်နောက်တော့ကြာမှဆိုလို့ရှိရင်နော် I can't walk ကျွန်တော်အလုံးမလုံးနိုင်တော့ဘူး I am too tired ကျွန်တော်အရန်ကိုပင်ပန်းနေပြီနောက်ဆုံးတစ်ကြောင်းနေနဲ့ I think ကျွန်တော်ထင်တယ် you work too hard သင်ကအရန်ကိုအလုပ်ကြိုးစားရလို့ကျွန်တော်ထင်တယ် Okay အဲ့တော့ C မှာကြည့်မယ်ဆိုရင် too much too many much နဲ့ many နဲ့ကျွန်တော်တို့ဘယ်လိုခွဲမလဲဆိုလို့ရှိရင် countable uncountable လာမှာပေါ့နော်အဲ့တော့ countable ဆိုလို့ရှိရင်ရည်တွက်လို့ရတဲ့အရာဆိုလို့ရှိရင်တော့ many နဲ့သုံးပြီးတော့ရည်တွက်လို့မရတဲ့အရာဆိုရင်တော့ much နဲ့သုံးပါမယ်အဲ့တော့တစ်ချက်ကြည့်ကြည့်ပါဦးဘာပြောချင်တာလဲဆိုတော့ဒီ too much too many ကဘာပြောချင်တာလဲဆိုလို့ရှိရင် more than you want more than ဆိုတော့များနေတယ် you want သင်လိုချင်တာထက်ပိုပြီးတော့များနေတယ်ဒါမှမဟုတ်လို့ရှိရင် more than is good ကောင်းတာထက်ကိုအများကြီးပိုနေတယ်ကောင်းတာထက်ပိုရင်သိကြဆိုးလာတော့မှမသိရမှာဟိုအမှားဖြစ်ဟိုဟေးရဲဟိုစားထည့်မယ်ဆိုလို့ရှိရင် okay ဟိုလက်ဖေးစုံတစ်စုံစာလောက်ထည့်လိုက်တယ်ဆိုရင် okay မယ်ဒါပေမဲ့ထမင်းစားဆုံးတစ်စုံစာထည့်လိုက်တယ်ဟင်းခတ်ဆုံးတစ်စုံစာထည့်လိုက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့စိုးလာဖို့ပဲရှိတော့မှာပေါ့နော်အဲ့တော့ example လေးတစ်ချက်ကြည့်ကြည့်အောင် I don't like the weather here ကျွန်တော်ဒီရာသီဥတုကိုမကြိုက်ပါဘူး There is too much rain ဒီမှာမိုးအရန်ကိုများလွန်းတယ်နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်နော် Let's go to another restaurant တခြားစားသောက်ဆိုင်ကိုသွားရအောင် There are too many people here ဒီမှာကတော့လူတွေအရန်ကိုများလွန်းပါတယ်နောက်တစ်ကြောင်းအနေနဲ့ Emily studies all the time Emily ကအချိန်တိုင်းကိုလေ့လာနေတော့တာပဲ I think ကျွန်တော်ထင်တယ် she studies too much သူမအရန်ကိုလေ့လာတယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ကြောင်းမှာ traffic is a problem in this town traffic ကတော့ယာဉ်ကြောပိတ်ဆို့မှုကတော့ဒီမြို့မှာပြဿနာတစ်ခုဖြစ်တယ် there are too many cars ဒီမှာကားတွေအရန်များလွန်းတယ် so အဲ့တော့ car ဆိုလို့ရှိရင် countable ဖြစ်တဲ့အတွက်ကြောင့်မလို့ရည်တွက်လို့ရတဲ့အတွက်ကြောင့်မလို့ money နဲ့သုံးမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ time ရှိမယ်ပေါ့နော်သူစာလုပ်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ရည်တွက်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ much ကိုသုံးမယ်အပေါ်မှာဆိုလို့ရှိရင် people ဆိုတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ရည်တွက်လို့ရရဲဆိုတော့ money သုံးပြီးတော့ more ဆိုလို့ရှိရင်ရည်တွက်လို့မရတဲ့အတွက် much ကိုသုံးပါမယ် okay အဲ့တော့ D ကိုတစ်ချက်ကြည့်အောင် compare to and not enough to ဒါမှမဟုတ် not enough ကိုတစ်ချက်နှိုင်းယှဉ်ကြည့်အောင် to ကအရန်များတာကိုပြောတယ် not enough ကတော့မလုံလောက်တာကိုပြောတယ်ပေါ့နော်အဲ့ဆိုတစ်ချက်ကြည့်ကြည့်မယ် too big တဲ့ပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတယောက်အတွက်အုတ်ထုပ်ကအရန်ကြီးနေဆိုတော့မျက်နှာတော့မပေါ်တော့လို့ဖြစ်တယ် okay အောက်က not enough ကကြတော့ဘာကိုပြောချင်တာလဲဆိုတော့အုတ်ထုပ်ကအရန်ကိုသေးလုံးတော့ကြောင့်မလို့ခေါင်းနှစ်ဖူးခေါင်းထိပ်ပိုင်းလေးပဲပေါ့နော်ငယ်ထိပ်ပိုင်းလေးမှာပဲလုံနေပြီးတော့သူလိုချင်တဲ့နေရာကိုမတင်တော်တာမျိုးပေါ့ဥပမာဖြစ်နေရနားလောက်ထိရောက်ကမယ်နေကားမယ်ဆိုတာမျိုးတွေမတင်တော်တာမျိုးဆိုလို့ရှိရင်သုံးတာမျိုးမလုံလောက်ဘူးပေါ့ကြည့်မယ်ဆိုလို့ရှိရင်နော်The heart is too big for him အုတ်ထုပ်ကသူ့အတွက်အရန်ကိုကြီးနေတယ်နောက်တစ်ကြောင်းမှာဆိုရင် The music is too loud တချင်းကအရန်ကိုကျယ်နေတယ် Can you turn it down please သင်တစ်ချက်လောက်ကျေးဇူးပြုပြီးတော့အတန်တိုးပေးနိုင်မလားနောက်တစ်ကြောင်းမှာတော့ There is too much sugar in my coffee ငါရဲ့ coffee ပေါ့နော်ငါရဲ့ coffee ထဲမှာတကြားတွေအရန်ကိုများနေတယ် I don't feel very well ကျွန်တော်သိပြီးတော့ကောင်းတယ်လို့မခံစားရဘူး I ate too much ကျွန်တော်အများကြီးစားလိုက်မိပြီ
စားခဲ့ပြီဒီအောက်မှာဆိုလို့ရှိရင်เนาะ not enough နဲ့တုံးထားတဲ့ဟာဆိုလို့ရှိရင် the hat isn't အောက်ထုတ်ကမဖြစ်ပါဘူး big enough လုံလောက်မကြီးပါဘူးတဲ့ for him သူ့အတွက်လုံလောက်မကြီးပါဘူးနောက်တစ်ကြောင်းမှာတော့ the music isn't loud enough တချင်းတန်ကလုံလောက်မကျဲပါဘူး can you turn it up please တင်းတစ်ချက်လောက်အတန်းချဲ့လိုက်လို့ရမလားနောက်တစ်ကြောင်းမှာဆိုလို့ရှိရင်เนาะthere is not enough sugar in my coffee ကျွန်တော်ရဲ့ coffee ထဲမှာလုံလောက်တကြားမပါဘူးနောက်တစ်ကြောင်းအနေနဲ့ကတော့ you're very thin မင်းကအရန်ကိုပိန်နေ you don't eat enough တင်ကလုံလောက်မစားဘူးတဲ့ okay အဲ့ဒါဆိုလို့ရှိရင် EU ကြည့်လိုက်မယ်ဆိုရင် we say ကျွန်တော်တို့ပြောပါတယ်တဲ့ to for somebody something တစုံတစ်ယောက်အတွက်ရန်အတွက်ပေါ့နော်အရန်ကို blah 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 ဖြစ်နေတယ်ဆိုပြီးပြောတယ်အဲ့ဒါဘာပြောချင်တာလဲဆိုလို့ရှိရင်เนาะဒီမှာဆိုရင် these shoes ဒီဖက်တွေက are ဖြစ်ကြတယ် too big for me အရန်ကိုကြီးတယ်ဘယ်သူအတွက်လဲဆိုတော့ for me ကျွန်တော်အတွက်အရန်ကိုကြီးတယ်နောက်တစ်ကြောင်းမှာဆိုရင်เนาะ is a small house ဒါကတော့အိမ်တိလေးတစ်လုံးဖြစ်တယ် too small for a large family too small အရန်ကိုတင်းငယ်တယ်ဘာအတွက်လဲဆိုတော့ for a large family မိသားစုအကြီးအတွက်အရန်ကိုသေးတယ်ဆိုပြီးပြောတာဒီဘက်မှာဆိုရင် to do something တခုခုကိုလုပ်ရန်အတွက်အရန်ကိုဖြစ်ပါတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ I am too tired ကျွန်တော်ကအရန်ကိုပင်ပန်းနေတယ်ဘာလို့ဖို့ရန်အတွက်လဲဆိုတော့ to go out အပြင်သွားဖို့အတွက်ဆိုရင် I'm too tired to go out okay အပြင်ကပြန်လာတယ်အပြင်အလောက်ကပြန်လာတယ်ပေါ့နော်အဲ့မှာ I'm too tired to go out အပြင်သွားဖို့အတွက်ဆိုရင်တော့အရန်ကိုပင်ပန်းနေတယ် but I am ready to eat စားဖို့အတွက်ဆိုရင်တော့အဆင်ပြေတယ်ဒါမှမဟုတ်ရှင် I'm ready to take a bath take a shower နော်ရေချိုးဖို့ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့အပြင်သွားဖို့အတွက်ပဲအားမရှိတော့ပင်ပန်းတာပေါ့နောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ it's too cold အဲ့ဒါကအရန်ကိုအေးတယ်ဘာလို့လဲဆိုတော့ to sit outside အပြင်မှာထိုင်ဖို့အတွက်ကအရန်ကိုအေးတယ် okay နောက်တစ်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ to ... for somebody to do something အရန်ကိုတဲ့သူ့အတွက်ဒါလုပ်ဖို့ကအရန်ကိုပေါ့နော်အဲ့လိုအဓိပ္ပာယ်ပေါက်သွားမယ်ကြည့်အောင် she speaks သူမစကားပြောတယ် too fast သူမအရန်ကိုမြင်စကားပြောတယ် for me ကျွန်တော်အတွက်သူမကအရန်ကိုမြင်စကားပြောတယ် to understand နားလည်ဖို့အရန်အတွက်သူမကအရန်ကိုမြင်စကားပြောတယ် so ဘာကြီးပြောလိုက်တာလဲပေါ့နော်ပြန်ပြီးတော့တေချာစာကိုချောအောင်အဓိပ္ပာယ်ပြန်ရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်နားလည်ဖို့ရန်အတွက်သူမကစကားပြောတာအရင်မြန်တယ်ပြောချင်တာကတော့ဘာကိုပြောရလဲဆိုတော့သူမစကားပြောတာအရင်မြန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နားမလည်နိုင်ဘူး she speak too first သူမအရင်စကားပြောတာမြန်တယ် for me to understand ကျွန်တော်နားလည်နိုင်ဖို့ရန်အတွက်ကိုတော့မှသူမစကားပြောတာအရင်မြန်တယ်ဆိုတော့မြန်မာလိုအဓိပ္ပာယ်တဲ့ပြန်လို့တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီဟာရဲ့ဆိုလိုရင်းကဘာလဲဆိုတော့သူမစကားပြောတာအရင်မြန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နားလည်ဖို့ခက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာ okay အဲ့တော့ exercise လေးကြည့်လိုက်အောင် 92.1 မှာဆိုလို့ရှိရင်เนาะ look at the pictures ပုံတွေကိုကြည့်ပြီးတော့ and complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပြီးပါ use သုံးပေးပါ to plus this word to နဲ့ဒီစကားလုံးတွေကိုသုံးပေးရမယ် big ကြီးတော့ crowded လူများတော့ fast heavy loud low okay အဲ့တော့ number 1မှာကြည့်မယ်ဆိုရင်เนาะအရန်ကိုနားကြီးနေဆိုတော့ the music is too loud တချင်းတန်ကအရန်ကိုကျယ်နေတယ် number 2မနိုင်အောင်ဖြစ်နေဆိုတော့ the box is too heavy ပေါ့နော်အရန်လေးနေတယ်ဖြစ်မှာပေါ့ the box is too heavy okay အဲ့တော့60ဖြည့်ကြည့်ပါဦး 92.2 မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ right ရေးပေးပါ too much too many or enough အဲ့တော့ too ပဲရေးမလား much တွေ money တွေထည့်အောင်မလား enough ပဲလားလုံလောက်တယ်မလုံလောက်ရေးမလားပေါ့နော် number 1ကြည့်မယ်ဆိုရင်နော် you're always at home တင်ရအများနဲ့အိမ်မှာပဲရှိနေတာပဲ
You don't go out enough သင်ကလုံလောက်အပြင်မထွက်ဘူးအပြင်မသွားဘူး So number 2 I don't like the weather here ကျွန်တော်ဒီကရာသီဥတုကိုမကြိုက်ဘူး There is မရှိပါတယ်ဘာရှိတာလဲဆိုတော့ too much rain မိုးအရင်များလို့နေဒီမှာဆိုရင်ကျွန်တော်တို့က rain က uncountable ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရည်တွက်လို့မရတဲ့အတွက်ကြောင့် much နဲ့သုံးပါမယ် Okay number 3 ကြည့်အောင် I can wait for them ကျွန်တော်သူတို့ကိုမစောင့်နိုင်တော့ဘူး I don't have ဘာမရှိဘူးလဲဆိုတော့သိကြပါတယ် too much time အဲ့လိုမျိုးဖြစ်မလားဆိုတော့မဟုတ်ဘဲနဲ့ enough time ပေါ့နော်လုံလောက်တဲ့အချိန်မရှိဘူးလို့ပြောမှာပေါ့ Okay number 4 ကြည့်အောင် There was nowhere to sit on the beach ကမ်းခြေမှာထိုင်မှုအတွက်ဘယ်နေရာမှမရှိပါဘူး There were အဲ့ဒီမှာရှိနေခဲ့ပါတယ်ဘာရှိနေခဲ့တာလဲဆိုတော့ people ဆိုတော့လူတွေရှိတယ်ဆိုတော့ဘာလူတွေလဲဆိုတော့ too many people ပေါ့အများများတဲ့လူတွေရှိနေခဲ့တယ် Okay အဲ့ဒါဆိုလို့ရှိရင်အောက်က11အထိဆက်ပြီးတော့ဖြည့်ကြည့်ပါဦး 92.3 မှာကြည့်မယ်ဆိုလို့ရှိရင်နော် complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ use သုံးပေးပါ too or enough too ဒါမှမဟုတ်လို့ရှိရင် enough ကိုသုံးပေးပါ with these words ဒီစကားလုံးတွေနဲ့ number 1ကြည့်ကြအောင် I couldn't walk ကျွန်တော်အလုံးမလုံးနိုင်ခဲ့ဘူး I was too tired ကျွန်တော်အရန်ကိုပင်ပန်းနေခဲ့တယ် So number 2 Can you turn the radio up please တင်တစ်ချက်လောက် radio ကိုအတန်ကျယ်ပေးနိုင်မလား It isn't loud enough အဲ့ဒါကလုံလောက်မကျယ်ဘူး So number 3ကြည့်ကြအောင် I don't want to walk home ကျွန်တော်အိမ်ကိုလမ်းလျှောက်ပြီးမပြန်ချင်ဘူးဆိုတော့ is far အဲ့ဒါဝေးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုပြောမလဲ is too far လား is enough far လို့ပြောမလားဆိုတော့ is too far အဲ့ဒါကအရင်ဝေးတယ်လုံလောက်ဝေးတယ်မဟုတ်ဘဲနဲ့အရင်ဝေးတယ်ဖြစ်သွားမှာပေါ့နော်အဲ့တော့ 40 ကြည့်ကြအောင်ဆိုရင် don't buy anything in that shop အဲ့ဒီဆိုင်ကနေပြီးတော့ဘာမှမဝယ်နဲ့ it expensive ဆိုတော့အဲ့ဒါကလုံလောက်ဈေးကြီးတယ်ဖြစ်မလားအရင်ဈေးကြီးတယ်ဖြစ်မလားဆိုတော့အရင်ဈေးကြီးတာပေါ့နော် it is too expensive ဖြစ်ပါမယ် Okay အဲ့တော့ကျွန်တော်လေးတွေဆက်ပြီးတော့ဖြည့်ကြည့်ပါဦး 92.4 ကြည့်မယ်ဆိုလို့ရှိရင်နော် complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ use သုံးပေးပါ to plus adjective လည်းဖြစ်နိုင်တယ် to ... ပေါ့နော်အဲ့တော့ number 1မှာဆိုရင် I'm not going out / cool ကျွန်တော်အပြင်မသွားဘူးအေးတယ်ပါလဲဆိုလို့ရှိရင်နော် it's too cold to go out ဒါကအရန်ကိုအေးတယ်အပြင်သွားဖို့အတွက်အရန်ကိုအေးတယ် number 2 I'm not going to bed / early ကျွန်တော်အိမ်ရမဝင်သေးဘူးစောသေးတယ်ဆိုတော့အိမ်ရဝင်ဖို့အတွက်အရန်စောသေးတယ်လို့ပြောမယ်ဆိုလို့ရှိရင်နော် it's too early to go to bed number 3 ကြည့်အောင် they are not getting married သူတို့ကလက်ထပ်မှမဟုတ်ဘူး young ငယ်တော့ပေါ့နော်ငယ်တယ်ဆိုတော့ they are သူတို့တွေကလက်ထပ်ဖို့အရန်ကိုငယ်တယ်ဆိုလို့ရှိရင် they are too young to get married or ဒါမှမဟုတ် to get married လို့သုံးတာပဲများပါတယ် or to marry သုံးလို့ရပါတယ် Okay အဲ့တော့ 4 5 6ကိုထပ်ပြကြည့်ပါဦးပြီးတော့လို့ရှိရင်เนาะဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးတွေလေ့လာနိုင်မယ်လို့မျှော်လင့်ပါတယ် Have a nice day see you on next unit stay strong stay safe bye bye